လူတယောက်ရဲ့ခီးတစ်ချောင်းမှာညှိမ့်သွားသလိုခံစားရတဲ့ဒီလိုတစ်ချိန်ရောက်လာတတ်ပါတယ်ကဘာကြီးကပိုပြီးလွယ်ကူလာလို့တော့မဟုတ်ဘူးမင်းကပိုပြီးတော့ခိုင်းမှတန်ဆွမ်းလာလို့သာငြိမ်းချမ်းမှုခံစားရတာပါအခုကျွန်တော်အဲ့ဒီအဆင့်မှာရှိပါတယ်ကျွန်တော်ပတ်ဝန်းကျင်လူတိုင်းကလှုပ်ရှားနေကြတယ်ခီးထွက်နေကြတယ် celebrate လုပ်နေကြတယ်ဒါပေမဲ့ကျွန်တော်သိလိုက်တာတခုကငြိမ်းချမ်းမှုဆိုတာလှုပ်ရှားမှုကနေလာတာမဟုတ်ဘူးကိုယ်တိုင်ကျွမ်းကျင်မှု mastery ကနေလာတာဖြစ်ပါတယ်ကိုကဆူညံတန်တွေကိုလိုက်ဖမ်းစရာမလိုဘူးတိတ်ဆိတ်ငြိမ်သက်မှုအားဖြစ်တိဆောက်ဖို့ပဲလိုတာဘာလို့လဲဆိုတော့ကိုကတမတ်ထဲရက်တည်ပြီးတော့ကိုကိုပေးထားတဲ့ဂတိတွေကိုဖြည့်ဆည်းတဲ့အခါမှာစัจ java နာကြီးကကိုကိုထပ်ပြီးယုံကြည်လာပါတယ်ဒါက day 83မှာခံစားရတဲ့အရာကျေးဇူးတရားပြတ်သားမှုနောက်ထပ်ပို့ပြီးတော့လှုပ်ချင်တဲ့စန္ဒစွမ်းအားတွေပဲဖြစ်ပါတယ် stay grounded stay hungry ပြီးတော့မှတ်ထားပါ your discipline is your loudest flex ကိုကဘဝမှာမျောလင့်နေတာကိုရက်ပြီးတော့တိဆောက်ဖို့အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ကျွန်တော်ရဲ့တင်တဲ့ algorithm system program မှာပါဝင်လိုက်ပါဒီ program ထဲမှာမင်းရဲ့စီကံကိုလက်နက်အဖြစ်သုံးပြီးတော့မင်းရဲ့စိတ်ငွေကြေးနဲ့ဩဇာတရားမှုကိုဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာကိုသင်ပေးမှာဖြစ်ပါတယ် bio မှာ link ရှိတယ် peace